စိတ်ထပ်ပါမယ်တော့ရင်ဘတ်တွေမဟရအောင်ပေါ့နော်ရှင်ဘတ်လေးတွေမဟရအောင်လို့ဆိုတော့ဒီမှာညီမလေးစိတ်လာထပ်ပါမယ်ဒါလေးစိတ်ဒီပါလေးစိတ်ထပ်ပါမယ်ဒီကောင်လေးလေးစိတ် CN နဲ့ဆိုလို့ရှိရင်တော့ဆိုတော့1 CN ပါဒီဟာပြီးပြီဆိုလို့ရှိရင်တော့ဆိုတော့ဒီလေးကိုခွဲထုတ်ပါမယ်ခုနထပ်ထားတဲ့1 CN ထောက်လေးတွေကိုလိုက်ထပ်ပါမယ်နမနဲ့ဆိုရင်4စိတ် CN နဲ့ဆိုရင်1 CN ထောက်လေးရထပ်ပါမယ်ဒီဘက်ကဒီပင်းကထပ်ပေါ်ရထပ်ပါလို့ထပ်ပြီးတော့ဆိုတော့လေပင်းဖောက်မယ်သူ့ရဲ့လေပင်းကကြာတော့ဆိုတော့4ထောက်လေ4ထောက်ဆိုတော့ဒါပုံမှန်ဒါလေပင်းဖောက်ထားတဲ့ဒီရဲ့ပခုံးတိုင်ရနေတို့ဒီဘက်အချမ်းကို6စိတ်လောက်ဒီဘက်ကို6စိတ်ဒီလိုအရင်တေးသေးလေးဆိုလို့ရှိရင်တော့4စိတ်လောက်ယူလို့ရပါတော့ဒါမှမဟုတ်တော့တရားကို4စိတ်လောက်ပဲဖောက်လိုက်မယ်4စိတ်ဖောက်ပြီးတော့လေပင်းကပုံမှန်ဆိုလို့ရှိရင်ရှယ်တို့9လက်မှဒါမှမဟုတ်6လက်မှထိယူတယ်ပေါ့နော်ပြောကြတာဆရာပတန်နည်းနည်းသေးထားဆိုတော့ဒါပုံမှန်ဒီကနေကိုဆင်းချင်တဲ့လောက်ဆင်းနေရတယ်အပြဲကြိုက်တယ်ဆိုလို့ရှိရင်တော့ပြက်ပြီပေါ့နော်အောက်ကိုပို့ပြီးတော့ဆင်းပြပါဒါဆိုလို့ရှိရင်တော့ကျတို့က9လက်မှနဲ့ယူလိုက်မယ်နော်9လက်မှရဲ့သူ့9လက်မှကိုဒီမှာတက်မီးတစ်ချောင်းထောက်ဆင်းမယ်ကျတော့ဒီဘက်ဆရာကြာဒီဘက်ကနေဒီကိုကွေးလေးကာကြီးဝန်းလောက်ကဆို4စိတ်လောက်အောက်ကိုထပ်ချပါမယ်4စိတ်လေးနဲ့သူ့ရဲ့ပေါ်ကတက်ထားတဲ့ဟာလေးကိုဒီလိုလေးတွားလိုက်ပါမယ်ဒါဆိုဒီလိုလေးကြာဒါကိုကာကြီးဝန်းလောက်လုပ်မယ်ဆိုရင်ဒီလိုကာကြီးဝန်းလေးလုပ်လိုက်တာကိုယ့်ရဲ့သဘောကိုကြိုက်တယ်လို့ထင်လို့ရဆရာတို့ဒီလိုတက်ကြိုက်တယ်ဆိုတော့တက်လေးထုတ်ထားမယ်ဒီချီရတော့အဲ့ဒါဒီမှာဂျိုင်းမြည်တဲ့ဟာလေးတွေကိုဒီလိုကပြန်ပြီးတော့ဖက်ပါမယ်လက်နဲ့လုပ်လိုက်ရတယ်ပေကွန်းနဲ့ခွေလိုက်ရတာကိုကြိုက်ရလို့ကိုအဆင်ပြေတယ်လို့လုပ်လို့ရပါတယ်ပုံစံလေးရသွားပြီဆိုလို့ရှိရင်ဒီနို့ထိတ်နဲ့ဒီရဲ့ဒီပင်းနာကိုဒီမှာဆိုတော့ဒီလက်ဆက်ရဒီလက်ဆက်လိုက်ပါမယ်ဆက်ပြီးဆိုရင်ဒီလိုအတက်အားလေးနှက်ထုတ်ပါမယ်ဒီလေးသွားထားမယ်အဲ့ဒါထောက်လေးတွေနှက်ထုတ်လို့ရပါပြီဒီလိုပုံစံလေးပြသွားပါပြီ။ဆက်ပြီဆိုလို့ရှိရင်ကျွန်တော်ကဒီရဲ့အချင်းဒီရဲ့လေပင်ကော်လန်ညှပ်ဖို့အတွက်ကြတော့ဒီရဲ့လေပင်ဖောက်တိုင်းရမယ်ပေါ့နော်။ကော်လန်ကကြတော့ကျွန်တော်ဒီရဲ့နိုးထိတ်တက်တဲ့နေရာလေးကိုလာထားတယ်။ဒီလိုထိတ်နေရာလေးအထိကိုသွားထားဆိုတော့ဒီရဲ့နိုးထိတ်နေရာကနေဒီလေပင်အပေါ်အထိသူကရှစ်လက်မရှိ။လက်မနဲ့ဆိုရှစ်လက်မစီရနဲ့ကတော့ပြင်ပြီးတော့ကြည့်လိုက်ရပြီနော်20စီရကွယ်။အဲ့တော့လက်မနဲ့ပြတာဆိုတော့လက်မနဲ့ပြလိုက်လက်မနဲ့ပဲမှတ်လိုက်မယ်ရှစ်လက်မနော်ဒါရှစ်လက်မသူကဒါခေါ်လာခိုင်းစာလေးမှတ်ထားရင်မမေ့တော့ဘူးနော်အဲ့လည်းမှတ်ထားမယ်ကောင်းလေးကတော့ညှစ်ထုတ်ထားလိုက်တော့ဒီလိုလေးရပြီဆိုတော့ပြီးတော့နောက်ရှမ်းဒီနောက်ရှမ်းလေးပြင်တိုင်အောင်ခုနကလို့ဆရာတို့ဒီဘက်မှာ4စိတ်ဖောက်ထားဆိုတော့သူကလည်း4စိတ်အပြင်ဖောက်ပါမယ်ဖောက်ပြီးတော့ဝိုက်ပါမယ်ဒီလေးပင်အောက်ကိုအကြတော့ဟုတ်ရှမ်းလေးပင်ရဲ့အကြကြတော့ဒီမှာ4စိတ်ဒီပြကြတော့တလက်မှာတမမော6စိတ်ယူလို့ရပါတော့ဒါနောက်ရှမ်းအဲ့ဆိုနောက်ရှမ်းရဲ့ဒီဘက်လေးပင်ပတ်လေကိုတိုင်းပါမယ်ကျတော့